ငကိုထရပေါ့နော်ဗျာဒိတ်တော်ပေးခဲ့တဲ့အတိုင်းပဲယေရှုခရစ်တော်ဖခင်ကဗမာမွေးလဲဆိုရင်ယူရပီဘက်လင်မျိုးမှာမွေးကျွန်တော်တမန်ကျမ်းစာအုပ်မှာကျွန်တော်အမြဲပြောပါတယ်တမန်ကျမ်းစာအုပ်မှာဓမ္မတစ်နဲ့ဓမ္မဟောင်းဆိုပြီးတော့အားလုံး66အုပ်ပေါင်းကိုတမန်ကျမ်းစာအုပ်တအုပ်လို့ခေါ်တယ်ဓမ္မဟောင်းကျမ်းမှာ39ကျမ်းရှိတယ်ဓမ္မတစ်ကျမ်းမှာ28ကျမ်းရှိတယ်အားလုံး66ကျမ်းရှိတယ်အဲ့ဒီဓမ္မဟောင်းကျမ်း39ကျမ်းမှာလည်းဘု து ကိုမိမောင်းထိုးလဲဆိုခရစ်တော်ဘုရားမွေးလာမယ်ခရစ်တော်ဘုရားမွေးလာမယ်ဘယ်မှာမွေးမလဲလိပ်စာအတိအကျခရစ်တော်ဘုရားမွေးမဲ့နေရာဒေသကအစခါလေးပေါ်ထားပြီးသားဖြစ်တယ်ဒါကအမှုမဲ့အမှတ်မဲ့ဖြစ်လာတဲ့အကြောင်းအရာမဟုတ်ဘူးလောကမှာမာစကပုံရှိပါတယ်လူဖြစ်ဖို့အင်မတန်မှခင်းရင်တဲ့မိုးပေါ်မှာကြားတဲ့အဒဇင်းနဲ့မြေကြီးမှာထောင်တဲ့အဒဇင်းကတဲ့ထိရင်အောင်လွယ်မယ်ဒါပေမဲ့လူဖြစ်ဖို့ဆိုတာခင်းရင်တယ်ရခဲလာတဲ့လူဘဝမှာယေရှုခရစ်တော်ဘုရားဟာလောကကိုလာတယ်ဆိုတာကအမှုမဲ့အမှတ်မဲ့လာတာမဟုတ်ဘုရားခင်ရဲ့ကြိုတင်ခွဲခန့်မှတ်ထားတဲ့အစီအစဉ်တွေကြောင့် prophet ပြုချက်တွေကြောင့်ခရစ်တော်ဘုရားကလောကကိုကြွလာရခြင်းဖြစ်တယ်